Đó chỉ là xây áo mình nó mới đi vào nó mới lưu lệ xuống cái đồ của này à cho nó được rồi chuẩn bị này ở đây nhà phàm mà để cho người cũ mà biểu này có gì muốn đấy siêu một đó có gì muốn mà cho nó phát sinh cho nó đấy ta đã qua của sao biểu bề đấy apa có bị nó cho nó giáo sĩ đấy ta đã đấy mà nàng thế của thế bị nó có bị nó so phá cái đại cả giáo cái là gì phá đấy phá cái nàyဖြစ်ကိုနေတူဖခင်လောင်းနေရောယုံကြည်သူပေါ့နော်ရောက်စီတိုင်းတက်တာကဘုရားဖန်ဆင်းတာအဲ့ဒီဘုရားဖန်ဆင်းထားတဲ့ဖခင်တွေအားဖြင့်ဒီနေ့ဘုရားကဗာပေးထားတယ်အမွေဥစ္စာသာသမီရဲ့တင်ပေးထားတယ်နော်ဆိုတော့အဲ့ဒါကိုမမေ့ဆိုတော့ဘုရားကဆူတောင်းတဲ့အခါမှာတော့အခြားအရာတွေပေါ်မှာအားလုံးပေါ်မှာဘုရားခင်ကျွန်တော်တို့အကောင်းဆုံးအရာကိုပေးတယ်ဘုရားအဲ့ဒီဘုရားကိုကျွန်တော်ကြောက်ဖို့မလိုဘူးနော်အဲ့ဒီဘုရားကိုတော့ချစ်ဖို့ပဲလိုတယ်ဘာလို့ကျွန်တော်တို့ချစ်လို့အပြင်ငယ်ကကယ်တင်တဲ့ဘုရားဒါကောင်းကင်ဘုံမှာရှိတဲ့အဖကိုဒီနေ့ကျွန်တော်တို့အရောက်တိုင်းခေါ်လို့ရတယ်နော်အဲ့ဒါကျွန်တော်တို့ရဲ့ဝိညာဉ်ရေးအဖြစ်ဖြစ်တယ်တော့ဒီနေ့ပြောတတ်တာတော့မှာအဘလို့ခေါ်ရတဲ့အခွင့်လူတိုင်းမရဘူးနော်ဖယားယုံကြည်တဲ့သားသမီးတွေဖခင်တွေတော်မှာဘုရားခင်ကပေးထားတဲ့အမွေဥစ္စာသားသမီးရှိတဲ့ဖခင်နော်အဲ့ဒီယေရှုကိုကျွန်တော်တို့မေ့လို့မရဘူးတချို့တစ်ခါကျရင်ကျွန်တော်တို့စိတ်ထဲအထင်တာပြောလိုက်တယ်ကောင်းကင်ဘုံ၌ရှိတော်မူတော့ကျွန်တော်တို့ဘုရားခင်မဟုတ်ဘူးကောင်းကင်ဘုံ၌ရှိတော်မူတော့ကျွန်တော်တို့ဤအဖအချိန်မျိုးခေါ်လို့ရတယ်။ဒါကြောင့်ဖခင်မရှိတော့ဘူးဆိုတဲ့လူတွေဘာမှနဲ့ပါနဲ့စိတ်မပြတ်ပါနဲ့ကျွန်တော်တို့ကောင်းကင်ဘုံမှာရှိနေတဲ့ဝိညာဉ်ဖခင်ရှိနော်။ဆိုတော့ကျွန်တော်တို့အဲ့ဒီဖကကျွန်တော်အစဖြစ်တယ်။အဲ့ဒီဖကျွန်တော်ဘဝဖြစ်တယ်။အဲ့ဒီဖကျွန်တော်တို့ကိုချစ်တယ်။ကျွန်တော်ကောင်းကြီးပေးတယ်။ပြဖြစ်တယ်။ဒါကိုအရင်သိဖို့ပြောပါတယ်။ခဏတော့ပြောအောင်နော်။အဖဘုရားယေရှုတင်မယ်။ရောရှင်ကျွန်တော်ကိုချစ်တော်ကြောင့်အပြည့်လုံးတွေကဆွဲနှုတ်တယ်။အပြည့်ဒါကျေးဇူးကနေကျွန်တော်တို့ကိုဘုရားသားသမီးဖြစ်ရတဲ့အခွင့်ပေးတယ်။ဆိုတော့ကျွန်တော်တို့ဖခင်တွေထဲမှာနာတက်ကိုထည့်ထားတယ်။ဒါကြောင့်ဘုရားရှင်ကျွန်တော်ထူကြတဲ့ဖခင်တွေဖြစ်တယ်။ဘုရားခင်ကျွန်တော်တို့အကောင်းဆုံးကိုပဲပြင်ဆင်တဲ့ဘုရားဆိုဘုရားရှင်ကိုဒီနေ့ကျွန်တော်အဘလို့ခေါ်ရတဲ့အခွင့်ပေးသောကြောင့်ယေရှုတင်ဒီနေ့ဘုရားရှင်နှုတ်တော်အပြင်ဒီမှာရှိတဲ့ဖခင်တွေကိုဝိညာဉ်တော်စကားပြောပါသူတို့တက်တာထဲမှာဖခင်ရဲ့မြတ်တာတာ၍နားလေသူတို့အပြင်ခရစ်ယာန်ပေးထားတဲ့မုစ္စာသားသမီးတွေကိုနှလုံးသားတွေကနေတကယ်ပဲချစ်ပြီးတော့မှဘောရောကဲ့သို့မိသားစုကိုပြည့်စုံဆောင်ရှောက်တဲ့ဖခင်ကောင်းများဖြစ်ဖို့ယနေ့နှုတ်ကပတ်တော်နဲ့စကားပြောပါနှုတ်ကပတ်တော်နဲ့ယေရှုတင်တယ်လို့ဝန်ခံပြီးယေရှုနာမနဲ့အလိုရိုသေစွာဆုတောင်းဆက်ကပ်၏အာမင်ဆိုဖခင်လေးမျိုးရှိဆိုဒီနေ့အဲ့ဒါလေးကိုပြောဆောင်မှာနံပါတ်1ဖခင်ကဘာလဲဆိုဇာရိတမကောင်းတဲ့ဖခင်ဟုတ်ပြီနော်ဆိုဇာရိတမကောင်းတဲ့ဖခင်ဆိုတော့တွားချမ်းသာတဲ့ဘုရုသွားမယ်အာခံနော်အာခံကိုကြည့်ရနော်ဆိုရေခေါ်မြို့ကြီးကိုသွားတိုက်ဖို့ယောရှုတို့ပြင်ဆင်တဲ့အခါဘုရားဘာပြောလဲဆိုချိန်ပြီးတော့မှအဲ့ဒီမြို့ကိုအပြီးသိမ်းရမယ်နော်ပ
ပြီးတော့မှယူလိမ့်စာအားလုံးကိုဖျက်ဆီးပြရမယ်ဒါအပြင်ဟိုတဲ့အဲ့ဒီမှာရှိတဲ့ပစ္စည်းဥစ္စာဘာတစ်ခုမှမယူရဘူးတဲ့နော်ဘုရားခင်အဲ့ယောရှုတို့ကသွားတိုက်တော့အောင်သွားတယ်တကယ်တော့ရေခေါ်မျိုးပါလေ City of Where ဟုတ်လားကျွယ်ဝတဲ့မြို့အင်္ဂလိပ်လိုပြောတော့ City of Where ဒါဗမာလိုပြောရင်ကျွယ်ဝတဲ့မြို့တော်ဖြစ်ဆိုတော့အဲ့ဒီချိန်မှာသူတို့ရေခေါ်မျိုးယူနေနိုင်သွားတော့ပြီးတဲ့အခါမှာသူတို့အောင်မြင်လာတာပေါ့ဒါပေမဲ့အာအိမြို့ကိုသွားတိုက်တာနော်လူ300 3000တဲ့ပဲသွားတိုက်အာအိမြို့ကိုရှုံသွားတယ်အဲ့ဒီမှာယောရှုစဉ်းစားတယ်ဘာဖြစ်လို့လဲရှုံးရတာလေသူစိတ်ထဲမှာတော်တော်မကောင်းဖြစ်တယ်ဆိုသူကဘာလုပ်လဲဆိုဗြိညတက်တာရှိမှာပြောက်ဝတ်ပြီးတော့မှဒါဘသူကြောင့်လဲလို့သူဖျားကိုမေးတယ်ဖျားအာဂံလို့မပြောဘူးနော်မင်းတို့ထဲမှာမှားနေတဲ့လူရှိဆိုတော့မှားတာအာဂံဒါပေမဲ့ဖျားကအာဂံနာမည်မပြောဘူးအဲ့တော့ခုနအာအေးကိုတောတိုက်တဲ့အခါမှာရှုံးတယ်ရှုံးတဲ့အခါဘာဖြစ်လဲဣသရေလတွေအများကြီးပျက်စီးကုန်တာပေါ့တကယ်တော့ရေခေါ်မျိုးတစ်မျိုးလုံးတိုက်ထားတာနိုင်ရဲ့သားနဲ့ဘာလို့အာအေးကိုတောရှုံးတာနောက်ဆုံးတော့ရေခေါ်မျိုးကရွှေငါးပိတ်တာဝင်နှပိတ်တာဘာဘူးလို့ဝိတ်လို့အဲ့ဒါတွေအားလုံးယူပြီးတော့မှသူ့ရဲ့တဲအောက်မြေကြီးထဲမှာမြုပ်ထားတာနော်ဆိုဖျားပါပါလေဘာတခုမှယူရဘူးဒါပေမဲ့သူဘာလုပ်လဲပတ်ထားတယ်အဲ့ဒါကိုအကုန်လုံးယူဒလူမိသားစုတွေကိုခေါ်ပြီးတော့မှယောရှုကဆက်လိုက်တဲ့အချိန်မှာပေါ်လာတယ်ဘယ်လိုလဲဆိုအာခံဖြစ်တယ်ဆိုအာခံကဖျားမလောက်ခိုင်းတဲ့အရာမကောင်းတဲ့အရာဖျားမနစ်တဲ့အရာဖျားစကားကိုနားမထောင်တဲ့အခါမှာသူ့မိသားစုကမကောက်ပါဘူးလေဣသရေလမျိုးလုံးဒုက္ခရောက်ဒီတင်းတက်တာထဲမှာဖျားကဒါမလုံးနဲ့ဖျားကဒါမှားတယ်လို့ပြောသူဝန်ခံလိုက်မလုံးနဲ့နော်တင်ကဥဆောင်နဲ့ဖခင်ဖြစ်ပြီးတော့တင်ကမှားတာစလို့တင်မိသားစုအလုံးမှားမယ်ဟုတ်ပြီတင်ဘလောက်ချမ်းသာအောင်လုပ်လို့တင်လောက်တဲ့အရာကဖျားမနစ်တဲ့အရာဖြစ်ဘတော့မှအောင်ဘူးအဲ့တော့ဘာဖြစ်လဲဆုံးရှုံးသွားတယ်ချိန်ချင်းအမိနာခံရတယ်ဟုတ်ပြီလားသူ့အသက်တာကဆုံးရှုံးခြင်းနဲ့သွားရတယ်ဖခင်ကစပြီးအဲ့လိုလုပ်လိုက်တဲ့ကောင်မိသားစုကလုံးဝချိန်ချင်းအမိနာခံရတယ်ဒီတော့သင်ဖျားစကားကိုနားထောင်နော်ဖျားကကိုဘာပြောတာလဲငါလုပ်နေတဲ့အရာမှားနေလားဒါကဖျားလိုရနေကြီးတာဒါနှုတ်ကတော့ပြောလို့လားသင်ဘယ်လောက်ကြိုးစားပြီးချမ်းသာအောင်လုပ်လို့မတရားသောအမှုကစိတ်ကြွယ်ရမရှိနော်ဓမ္မကျမ်းစာမှာပြောတယ်ဗျမကြည်မြတ်မြင်ပြုနေတယ်နော်ဒီစိုက်တဲ့အတိုင်းကြည့်ရဂလာတိ6ခုမှာပြောတယ်ဒါကြောင့်မို့ဖျားသားသမီးဝိညာဉ်သားသမီးမိသားစုမှာဥဆောင်တဲ့ဖခင်တယောက်သိရေးကြည့်ပါနော်ဖခင်ကောင်းရင်ဖခင်ဖျားနဲ့တက်ရှိရင်ဖခင်ဖျားစကားနားထောင်ရင်မိသားစုအလုံးကောင်းကြီးဖြစ်တယ်ပြုရရအားလုံးလည်းဖျားကောင်းကြီးဖြစ်တယ်ဒါကြောင့်ဒီနေ့သင်ဘယ်လိုဖခင်လဲတင်းတက်ရှင်မှုကဖျားစကားပေါ်မှာကျနားထောင်လားတစ်စိတ်ကြတက်ရှင်နေလားတင်အောင်မြင်ဖို့အတ္တနဲ့သွားနေတယ်ဆိုရင်ဒီနေ့ပြန်စဉ်းစားပါဒီဖျားနဲ့သွားရအောင်ဒီဖျားစကားနားထောင်ဒါပထမဦးဆုံးဖခင်တယောက်ဖြစ်ဒုတိယတယောက်ကသားသမီးကိုကောင်းမွန်စွာမဆုံးပါဘူးဟုတ်ပြီလားအဲ့ဒါဘယ်လိုလဲကြည့်ဓမ္မရာသွင်းပထမဆောင်ထဲမှာရှိတယ်သူ့နာမည်ဂျစ်ပရောဟိတ်ကြီးနော်
Eli ဟုတ်လားသူ့အကြောင်းလေးတော့နည်းနည်းဖတ်နော်ဟောဆိုအချိန်က7 နာရီခွဲကျော်နော်ပထမဆုံးကြောက်ရင်နော်ဆရာမျက်စိရတယ်နည်းနည်းကြည့်လို့မကောင်းတော့ကာညီနှစ်လောက်နော်နှစ်7လောက်ကစဖတ်အငယ်7လောက်ကအေလိသားတို့ကြားပြရပြီလောက်ပဲပတ်ပါမယ်ဆိုတော့ရစ်ပလင်မှာသူတို့ထားတယ်ဆိုတာမှားတယ်အဖေလို့တယ်နော်ဘာလို့လဲဆိုတော့ရစ်ပူစော်မဲ့အသားတွေကိုပြုတ်တဲ့အခါမှာသူတို့ကဂျိတ်နဲ့မကြက်သေးရင်လည်းယူတယ်ဟောမလုပ်ပါနဲ့ပြုတ်ပြီးမှယူပါယူမယ်ကွာမင်းဘာလုပ်မလဲငါလည်းပရောဟိတ်ဟုတ်ပြီဆိုတော့ကိုယ့်ရဲ့ပါဝါပြပြီးတော့လုပ်ပြီနော်အဲ့ဒါဘုရုသားတွေလည်းအဲ့ဒီသားတွေဒီဘက်မှာဆက်ဖတ်တဲ့အခါမှာ22ကိုဖတ်ကြအောင်မပြောလဲအဲ့ဒီမှာရလိုက်ပြီနော်ဘာလို့လဲမင်းမလွတ်တည်နေတဲ့ချီးဝဲမှာမှားရင်းတယ်အဲ့ဒီချိန်မှာအေလိယပြောတယ်မင်းတို့ဒီများတွေပြောနေပြီမင်းတို့ဘာဖြစ်လို့လှုပ်တာလဲတကယ်တော့အေလိယဖြစ်တယောက်ငငယ်တည်းကတုံတင်ရမှာဟုတ်လားမင်းတို့တော့ငါရစ်ပရောဟိတ်ကြီးမင်းတို့ဖျားလူတွေဖြစ်တယ်မင်းတို့ဒီလောက်ကိုမလုပ်ရဘူးဒီလောက်ကမင်းတို့နဲ့မဆိုင်ဘူးမင်းတို့ကရစ်ပရောဟိတ်လုပ်ကိုရစ်ပရောဟိတ်လုပ်ဟုတ်လားဆိုတော့သူတို့ကိုရစ်ပလင်မှာသွားပြီးတော့ရစ်ပူဇော်ခိုင်းတဲ့အခါမှာမှားတဲ့အလုပ်ကိုသူတို့လုပ်မတရားလို့မေထုံလဲသူတို့ပြုအဲ့ဒီချိန်မှာဒါနဲ့လည်းမကနေဘူးတဲ့နော်ဒီဘက်မှာဆရာတို့ဆက်ဖတ်မယ်အငယ်20နဲ့ခုလောက်ပါ26 29လောက်ပါဖတ်
ဒီမှာကျသူ့သားတွေကိုမဆုံးမတဲ့ပြင်းနဲ့သူလှုပ်တဲ့အရာမှားနေတာသိရတဲ့သားနဲ့ဖျားတဲ့သားကိုချီးမြှောက်တယ်နော်ဆက်ပြီးတော့အောက်မှာမဖတ်တော့ဆရာပြောသွားမယ်အဲ့ဒီချိန်မှာဘုရားကပြောတယ်မင်းမျိုးတွေအသက်တို့နော်မင်းသားနှစ်ယောက်ကတစ်နှစ်ကျွင်းမှာတစ်ယောက်လုံးသေပြီဟုတ်ပြီလားဆရာတို့ကြည့်တယ်ဓမ္မရာဇဝင်ပထမဆုံးအခန်းကြီး၄ထဲမှာနော်ဣသလာတွေကငါတို့ဘုရားတော်ရဘုရားငါတို့ဘုရားငါကဘုရားတဲ့ဘုရားတွေကြီးကလူငါတို့ကအဲ့တော့ဘုရားစကားကိုမကြားဘဲနဲ့ဖိလိတွေကိုသွားတိုက်နော်အဲ့ဒီချိန်မှာရှုံးသွားတယ်၄တောင်နော်ဘုရားကမင်းတို့သွားတိုက်လို့မပြောဘူးနော်သူတို့နှလုံးသားသူတို့ရဲ့ကြံစည်သူတို့ရဲ့ဆုံးဖြတ်ချက်နဲ့သွားတိုက်လို့လူ၄တောင်ရှုံးသွားတယ်အဲ့တော့ဘုရားကပြောမယ်မျက်နှာမလိုက်ဘူးနော်နှလုံးသားတော့လိုက်တယ်သူဖိလိပ္ပိတွေကိုတုံတင်နေတဲ့အချိန်မှာပဲဣသရေလတွေကငါတို့ဘုရားလူဘုရားငါတို့ကိုဘာလို့ရတယ်ဆိုတဲ့အသိတရားနဲ့ပြောတဲ့၄တောင်ရှုံးသွားအဲ့တော့ဘာပြောလဲဆိုတော့ဣသရေလဘိုးဘေးတို့သွားမေးတယ်ဒါဘာလို့ဖြစ်တာလဲတဲ့ဣသရေလဘိုးဘေးကအသိတရားနဲ့ဘာပြောလဲဆိုတော့ဒီဥစ္စာတဲ့ရှီလောမြို့မှာဗြိညစ်တာကြံခဲ့လို့ငါတို့ရှုံးတာဗြိညစ်တာသွားယူတယ်ဗြိညစ်တာမရှိခင်တည်းကဖာရောလက်ကနေကယ်ခဲ့တာဘုရားနော်အခုသူတို့လူအင်အားကောင်းလာတဲ့အခါမှာဘုရားစကားမကြားတော့ဘုရားရဲ့ရင်းနှီးတဲ့ဒါပေမဲ့ဘုရားလုံးဆောင်ချက်ကိုတို့နားမလဲအဲ့တော့ရှီလောမြို့ကနေပါသွားယူတယ်ဗြိညစ်တာကြီးသွားတဲ့ဒါလူတိုင်းဖတ်ကြည့်အဲ့မှာတွေ့တယ်အဲ့ဒီဗြိညစ်တာနဲ့အတူတဲ့အဲ့ဒီသားနှစ်ယောက်ပါပြပြောရနော်အပိဟုနဲ့ဗြိညစ်တာပါလာပြီးတော့အကြည့်တဲ့ကြွေးကြော်တာနော်အဲ့ဒီချိန်မှာတဲ့မြေကြီးလှုပ်တယ်ဟာဖိလိပ္ပိတွေကြောက်တာပေါ့ဒါပေမဲ့ဖိလိပ္ပိတွေကြောက်တာကဣသရေလတွေမဟုတ်ဘူးဣသရေလအရှင်ထာဝရဘုရားကိုကြောက်တယ်အဲ့ဒီချိန်မှာသူတို့တိုက်ခိုက်ကောင်းပြီလူအင်အားကောင်းလာပြီငါတို့လှုပ်ချင်တာလှုပ်လို့ရပြီထပ်ပြီးတော့တိုက်တယ်၄တောင်ရှုံးသွား၃တောင်ရှုံးသွားခုနဘယ်လောက်လဲ၄တောင်ဖယားလူဖြစ်ပြီးတော့ရှုံးတော့ဘယ်လောက်ရှက်ဖို့ကောင်းလဲနော်ဒီဆရာပြောချင်တယ်ဒီမှာထိုင်နေတဲ့လူတွေဖယားလူမဟုတ်ဘူးတင်တို့စန္ဒာနဲ့အတိတရားနဲ့ကျွန်တော်မလုံးအဲ့ဒါအတ္တပါသွားရင်ဒုက္ခရောက်ဟုတ်ပြီလားနှစ်ခါရှုံးပြီဣသရေလနာမည်ပြက်ဟုတ်ပြီဒီနေ့ဘုရားသားလို့မိခံထားတဲ့ဒီအထူးဖြင့်ဖခင်နော်ဥဆောင်မှုမလွဲပါဘူးတိတ်ဥဆောင်မှုကဘုရားစကားနဲ့ဖြစ်ပါတယ်ဘုရားပါပါတယ်အတိတရားနဲ့အရှိဘုရားကိုသင်ကိုးစားဟုတ်ပြီလားဒီနေ့လူတွေကအတိတရားနဲ့ဟောတယ်သင်ကဘုရားသားဆိုအရှိဘုရားနဲ့ဟောဆိုတော့အဲ့ချိန်မှာထပ်ပြီးရှုံးသွားပြန်ဟုတ်ပြီဆိုတော့ခုနကျွန်တော်ပြောတယ်ပြန်စဉ်းစားတဲ့အခါမှာအဲ့ဒီမှာပါလာတဲ့ရေပြောရဲ့နှစ်ယောက်ကိုဘုရားကပြောတယ်နော်တည့်ရချင်းမှာသိမယ်လို့ပြောတယ်နှစ်ယောက်လုံးအိမ်မှာတော့တိုက်တော့တည့်တဲ့ထဲမှာပါသွားအဲ့ဒါနဲ့အေလိလူတယောက်ကလာပြောတယ်ဟိုမှာတဲ့ဟောဖနီနဲ့ဖိနစ်တတ်တော့တည်သွားပြီတဲ့ငါသားတွေဘယ်လိုရှိလဲစုံသွားပြီနော်အဲ့နဲ့ तू မားတဲ့အတွက်ဘာလို့လဲ तू ကထိုင်နေတဲ့ခုံပေါ်နောက်ပြန်လာကြပြီး तू ဘာဆက်ကျိုးသွားတယ်ဘာကြောင့်လဲသားသမီးတွေကိုငယ်ရွယ်တဲ့က तू သေဆုံးမှမှုမရှိတဲ့ तू ကိုယ်တိုင်ကဖျားတဲ့သားသမီးတွေကိုဦးစားပေးတယ်နော်ဒီနေ့ကိုသားသမီးကိုချစ်ပါကိုသားသမီးကိုလိုလိုက်လို့ရတယ်သို့တော့ဖျားတဲ့ကိုပြီးဦးစားမပေးနဲ့ဟုတ်ပြီဖျားတဲ့ဦးစားပေးရင်တော့ဖခင်ရှုံးလိမ့်မယ်သားသမီးကောင်းရင်ကောင်းတာပေါ့သားသမီးကသူလှုပ်ချင်တာလှုပ်ပြီးစိုးရင်တော့ဖခင်တို့မိသားစုအားလို့ခက်ရနော်ခုနအာခံလို့ပဲအဲ့တော့ကိုယ်သားသမီးကို
တွင်တင်ဆုံးမရတမန်ကျမ်းသာပြောပြီးနော်ထိုလမ်းမှမလွဲပါနဲ့အကြောင်းနဲ့နော်သားသမီးတွေတမန်တရားလမ်းထဲမှာရှောက်ဖို့တွင်တင်ရမယ်ဆိုတော့ဒီနေ့ရပါတယ်ကွာဆိုတော့တိတ်ချစ်တော်လေးဟိုမှာမဟုတ်တရားတွေကောက်စားရင်လည်းကြည့်နောက်တော့မှအထဲထဲမှာပါတယ်ဂေါ်လီလုံးဝင်သွားလို့ထိုးလို့ခဲ့တယ်ကြောင်းထဲမှာကိုယ်စိတ်တဲ့ရှင်နေဟုတ်ပြီလားဆိုတော့ကိုယ်သားသမီးကိုချစ်တာကောင်းတယ်ပံ့ပိုးပေးတာကောင်းတယ်သို့တော်လည်းဒုက္ခရောက်အောင်မလုပ်ဘူးဟုတ်ပြီကြောင့်ဒုတိယလူဘယ်သူလဲအေလိနော်အေလိအသက်တော်မှာကြည့်တဲ့အခါမှာအေလိယအသက်ကြီးသွားတဲ့အခါဘောတကယ်ပြန်လာတော့မဟုတ်ဆရာလည်း94ဆိုတကယ်ပြန်တတ်တယ်နော်ဒါမနေ့ကတော့ဖတ်တယ်နော်ပြီးလို့ရှိရင်ကိုတော့မလုံးနဲ့နော် memory အောက်သွားလို့လည်းမဖြစ်ဘူးဟုတ်ပြီ memory အောက်သွားရင်အသေးပါရှိတဲ့ဆရာသားသမီးတွေသွားပြီးကျွန်တော်တို့ဆရာကြီးတော့ memory အောက်သွားကျေးဇူးတော်လည်းမအောင်သေးဘူးမလေး80လောက်ထိကတော့မအောင်ဘူး hallelujah ဆရာကြီးပြောသူပို့နော်အဲ့ဒါဘာကြောင့်လဲဆိုဖယားနဲ့ဖက်ထွက်ထားလို့ဖယားကိုအမြဲတမ်းကျေးဇူးတင်တယ်လို့ပြောတယ်ဖယားဘာပဲလုပ်ပေးပေးကျေးဇူးတင်တယ်ဖယားလုပ်ပေးတယ်အားလုံးကောင်းတယ်ကိုယ့်သဘောနဲ့ကိုဘာမှမလုပ်တော့ဘူးဟုတ်ပြီအဲ့တော့ကျင်တတ်တယ်ဗမာပြည်မှာ60တောင်နေရပါမှာမသိတဲ့လူကဟုတ်ပြီလားစိုးပေတေးလိုက်တာလဲကန်းကုန်ရောထိုင်းနိုင်ငံရောက်လာတော့မှဖယားကကောင်းကြီးပေးပြီးတော့ဟုတ်မလားအသက်90ကျော်သွားတယ်အခုတည်းကဆရာကျင်ညာရမယ်လာမယ့်နေ့ကဘယ်နှခုနှစ်လဲ2026ဆရာသက်ဘယ်လောက်ပြည့်ပြီလဲ95အဲ့တော့လာမယ့်နှစ်မှာဆင်ရရုပ်တွေလုပ်အခုတည်းကဆရာပြောတယ်နော်ဆင်ရုပ်တွေလုပ်ဒီမှာရှိတဲ့သားသမီးတွေကိုအလိုလိုက်တာတော့မဟုတ်ဘူးအဲ့ဒီမွေးနေ့95နှစ်မြောက်မှာဘာစားကျင်လဲဆိုနီးမေးမယ်ဟုတ်ပြီလားအခုတည်းဆရာဂလိပေးတယ်နော်ဓမ္မောက်လာဟင်းလေးမျိုးနဲ့တွေးလာချက်ပေးမဲ့တယ်ဆရာမေးလိုက်ပါတဲ့ပြီးပြောလိုက်နော်95ပြည့်တော့မယ်နော်ဖျားကျေးဇူးတော်ကြောင့်ပါဆရာရဲ့စ조사ခြင်းနဲ့ဆရာလှုပ်ဆောင်တာဘာတစ်ခုမှမပါဘူးကိုးစားပြီးတက်ရှင်ဟုတ်ပြီလားသင်ဖျားမနစ်တဲ့လို့ကိုမလုပ်နဲ့တဲ့မှာသားသမီးရှိရင်သားသမီးကိုချစ်ပါဒါပေမဲ့သားသမီးတော့တင်တွင်တင်ရမယ်ဟုတ်ပြီလားသားသမီးတို့ချစ်ကနေဥဆောင်တဲ့အခါမှာအဖေလဲရင်သားလွဲပြီသားသမီးလွဲပြီနော်အခုအေလီတက်တာမပြောဘူးကောင်းနော်တက်ကြီးလာပြီးတဲ့အခါမှာဖယားကတစ်ချိန်လုံးချီးမြှောက်လာတဲ့ပုဂ္ဂိုလ်အခုတော့ဖယားစားသားတွေကိုချီးမြှောက်သားတွေကိုကောင်းကြီးပေးသားတွေလှုပ်ရှင်တာလှုပ်တဲ့သားသမီးကိုဒီနေ့တင်တမာတရားနဲ့တုံတယ်တင့်ကိုချစ်တဲ့သားသမီးဖြစ်ပါတယ်တင့်တဲ့ဘုရားကိုချစ်ပါတယ်အဲ့သားသမီးဘုရားလို့ချစ်ဟုတ်ပြီနော်ကောင်းပြီနောက်တစ်ယောက်နောက်တစ်ခုကသားသမီးတွေစိတ်ပူတတ်တဲ့လူဟုတ်လားသားသမီးတွေစိတ်ပူတတ်တဲ့လူဘယ်လိုလဲတမန်ကျမ်းစာထဲမှာဒီစာလံကျမ်းမရောက်ခင်မှာစာလံကျမ်းမရောက်ခင်မှာဘာလဲသုတ်တန်ဘာဝိတုလဲယောဘဝိတုယောဘတက်တာယောဘ1:8ကိုရဖတ်ယောဘအခန်းကြီး1ငယ်8ဟုတ်ပြီယူဖတ်မယ်ရပြီယောဘကတဲ့စုံလင်သောသူဖြောင့်မတ်သောသူဘုရားသခင်ကိုရှောက်ရွံ့သောသူဟုတ်ပြီနော်
သူနဲ့တူတဲ့လူတဲ့တယောက်မှမရှိဘူးတဲ့ဟာဘုရားဘလောက်ဒီသူ့ကိုနော်ရှိမြောက်ထားလဲကောင်းကြီးပေးထားလဲစဉ်းစားကြည့်ဘာကြောင့်သူ့ကိုဘုရားကောင်းကြီးပေးရတာလဲဟုတ်ပြီနော်ဆရာတို့ယောဘ1ကလေးဖတ်ကြနော်ဒါလေးဖတ်မယ်နော်ခဏလေးဖွင့်လိုက်မယ်ယောဘ1စ1ကနေစပြီးနည်းနည်းဖတ်လိုက်နော်ယောဘသားသမီးကိုကြည့်တဲ့အခါမှာတဲ့ယောဘနေ့စဉ်နေ့တိုင်းပြောရမယ်မွေးနေ့မှာသားသမီးကိုခေါ်ပြီးတော့မှပျော်ရွှင်နေကျွေးမွေးတယ်တတိယလွန်သွားတဲ့အခါမှာတဲ့မနေ့စောစောစီးစီးနော်သားသမီးကိုရင်မိုးချိုးပြီးတော့တန့်စင်အောင်လုပ်ပေးပြီးတော့မှတည်လို့ရစ်ပူတော်တဲ့နေရာကိုတဲ့သမီးတောင်းတော့ခေါ်သွားတယ်ဘာလို့ခေါ်သွားလဲဆိုရင်တဲ့သူတို့တွေအသက်အရွယ်ရောက်လာတဲ့အခါမှာဖျားနဲ့လွဲသွားမှာဆိုဟုတ်ပြီလားဖျားစကားနားမထောင်ပါဆိုလို့ဖျားဘက်မှာမရှိပါဆိုလို့သူကလောက်တယ်ဆိုသူလောက်တာပါလေတာသမီးတွေဝဉ္ဉေရကောင်းကြီးဖြစ်စေတော့တာသမီးတို့ငယ်ရွယ်တဲ့ကပြည်သူစောင့်ရှောက်တယ်ဟုတ်ပြီလားပုံသွင်းတယ်ဆိုသူကိုယ်တိုင်ကလည်းဖျားနှစ်သက်တော်သူဖျားကိုကြောက်ပြတ်သူဖြစ်တော်ကြောင့်သူ့သားသမီးကိုလည်းဖျားနဲ့လုံးဝလွဲမသွားဘူး။ဒါတော့ဓမ္မကျမ်းစာပြောမလားမိမိသားသမီးတွေငယ်တဲ့တမန်လန်းနဲ့လဲမသွားဘူး။ဘယ်သူမှတောင်းရှိလဲမိဘဟုတ်။ဆိုဒီလိုလူမျိုးဖြစ်တဲ့ယောဘဆိုယောဘတက်တော်မှာဒုက္ခတွေ့လာရင်လေဟုတ်ပြီလား။ဖျားသိတယ်ယောဘသူ့သားသမီးတွေကြုံဖို့ကောင်းကင်ဘုံရှင်အဖကိုလည်းသူသိတယ်။နားထောင်သူ့တိုးတွေစိတ်တွေနွားတွေသားသမီးတွေဆုံးသွားတဲ့အခါမှာဟုတ်ပြီနော်သူနည်းနည်းလေးမှဘုရားကိုပြစ်မတင်ဘူးမိမကပြောလဲရှင်နဲ့အဲ့ဒီဘုရားကိုကိုးကွယ်ပြီးတည်လိုက်တော့နော်ဒါကြရင်မိမတွေအားပေးတာနော်ဒီတဲ့တေးယောက်ျားကိုတင်ဖေးမှာပါနော်နောက်ကနေအားပေးပြီးမြန်မြန်တည်ပါတည်မပြောနဲ့ဟုတ်ပြီလားပြီးတော့အလုံးလုံးနေလို့ရှိရင်လည်းဒုက္ခရောက်ပါတည်မပြောနဲ့မိသားစုကိုကျွေးနေတာဥဆောင်နေတာဘူးလေဖခင်မိခင်တွေလည်းရှိပါတယ်နော်ဒါတည်တယ်ဒါပေမဲ့များသောအားဖြင့်ဖခင်တွေကဥဆောင်နေရတယ်တော့ယောဘကသူ့သားသမီးကိုချစ်တော်ကြောင့်ဖခင်နဲ့အမြဲတမ်းအဆက်အသွယ်ရှိဖို့ဝိညာဉ်ရေးကောင်းကြီးဖြစ်ဖို့သူစိတ်ပူပေးတယ်သူချစ်တယ်ဟုတ်လားဒုက္ခရောက်တဲ့အခါမှာလည်းဘုရားကိုလုံးဝနှုတ်နဲ့တောင်မပြစ်မှားဘူးတဲ့ကြည်စမ်းဆိုဒီလိုလူမျိုးကဖျားနဲ့တက်တာပေါ့ဖျားကောင်းကြီးပေးတာပေါ့သူပြောတယ်လေနောက်ကတစ်ပိုက်မှာငါဆက်တော်မူခြင်းကိုခံပြီးတော့ဘာကဲလို့ပေါ်လာမပြောလဲရွှေကဲလို့ပေါ်ဟဲ့ဗမာလူလို့တွေဒီနိုင်ငံမှာဘာလို့ခေါ်လဲရွှေမလေးရွှေမြမာတွေတကြဖမ်းမိပြန်နော်ဒါကြိုင်မဲဆောက်ဘက်မှာလှေနဲ့ပြန်ဖို့ပြန်ရွှေမြမာတွေနော်နာမည်ကတော့ရွှေမြမာဒါပေမဲ့ရွှေမြမာငွေမပါရင်ဒီဘက်ကိုမလာနဲ့နော်ဟောဒီဘက်မှာပေးရမှာအဲ့တော့ကိုရွှေမြမာဆိုကိုကြီးလာမှာနော်
ဟုတ်တယ်အပြင်လောကလူပြောဟဲ့ဒီမှာထိုင်နေတဲ့ဘုရားသားသမီးတွေရွှေမြန်မာဆိုတော့ဂုံယူလားမယူလားယူတာပေါ့အတန်တော်ပြုတ်တော့ဂုံယူစမ်းပါနော်ဆိုတော့တင်တို့ဒီနိုင်ငံမှာလှုပ်လို့ရတဲ့ခွင့်မိသားစုနဲ့နေရတဲ့အခွင့်ဟုတ်လားကောင်းမှုစွာစားတော့ရတဲ့အခွင့်ဘယ်သူပေးတာဘုရားပေးတာနော်ထိုင်းအုပ်ချုပ်သူပေးတာမဟုတ်ဘူးဒါပေမဲ့သူတို့ကဆရာတို့ကိုတကယ်မေတ္တာနဲ့နော်စကားပြောရင်ထိုင်းနေအရင်ကြီးတယ်ဟာဝါဒီကဆိုလက်ကိုလေးချီဗမာတွေကဒီဟုတ်လားမလာနဲ့အိမ်ထဲကိုမဟာတွေကဇာတိပြနော်ဆိုတော့ဘုရားခင်ဒီနိုင်ငံကိုပို့ထားတယ်ဘုရားသားသမီးတွေဒီနေ့ကောင်းမွန်စွာနေရစားတော့ရတဲ့အခွင့်ဆိုတာဘုရားပေးတာပါနော်ဆိုတော့တင်းတက်တာလည်းမှာနံပါတ်1ဘုရားကိုယင်ချီးမွမ်းလိုက်ဟုတ်ပြီလားဆိုယောဘတက်တာမှာအရင်အမြဲတမ်းဘုရားနဲ့ပဲအဆက်ရှိတယ်ဘုရားစကားနဲ့ပဲသူတွားတယ်နောက်ဆုံးဒီကိုလုံးမှာပါပေါက်တယ်အနေစိတ်နဲ့ပေါက်တယ်အဲ့ဒီချိန်မှာလည်းဘုရားကိုသူမပြင်မဘူးနော်အိုးချမ်းခွင့်နဲ့ချီတယ်နောက်ဆုံးယောဘအသက်တာကအမျိုးမျိုးဟလာတငယ်ချင်းတွေလာပြီးတော့မင်းမားလို့အခုမားလို့သို့တော်လည်းသူအဲ့ဒါတွေမကြည့်သူကြည့်တာဘုရားသူနားဆောင်တာဘုရားစကားသူပြုတ်လို့နေတဲ့အရာဘုရားနေတတ်တဲ့အရာဟုတ်ပြီလားတာသမီကိုအစွမ်းကုန်ချစ်တယ်ဟဲ့ဆုံးရှုံးသွားတဲ့အရာအားလုံးကဘယ်နှစပြန်ရတယ်နှစ်စဆရာကျမ်းစာပဲမလို့တာသမီတွေအရင်ကပို့ချောလာရှားလက်ဒီနေ့မှာကြည့်ရလေဖခင်များနေ့မှာလာတဲ့လူတော့ပို့ချောလာလို့ဟုတ်လားဟုတ်တယ်လို့ကိုမပြောနဲ့အားလုံးချောတယ်ဆိုဘုရားကဘလောက်ထိကောင်းလဲဆိုယောဘအသက်တာကိုတကယ်ချီးမြှောက်လိုက်တဲ့ကယောဘကနှစ်ဆတော့ကောင်းကြည့်ရတယ်ဒီနေ့တင့်ကိုဘုရားချီးမြှောက်တင့်သားကြီးကိုတင်ရလေစာမကြဘူးလားငါခိုင်းတာမရဘူးလားသွားနင်တို့ကအတုံးမကြတဲ့ဟာအဲ့လိုပြောဖို့လို့တားရေးတွေ့လိမ္မာတယ်နော်ဒါလေးလှုပ်လိုက်စာကြိုးစားမင်းကိုလေဘုရားကချစ်တယ်နော်အဖေလည်းချစ်တယ်နော်မင်းအဖေလေလိုချင်တာဝယ်ပေးမယ်နော်ဆိုခလေးကကြိုးစားလားမကြိုးစားဘူးလားကြိုးစားတော့ပေါ့ဒီနေ့ကိုယ့်တက်တာကိုပြန်စဉ်းစားဆိုဖခင်တွေပြောတဲ့ကမိခင်တွေလည်းပါတယ်နော်ဟုတ်ပြီလားကြိုက်ဖို့တော့ပဲစဉ်းစားတာမလုပ်ဘူးဟုတ်ပြီလားတမန်ကျမ်းစာပြောရင်တော့တာသမီးတွေကိုစိတ်ဆိုးခြင်းကမပြုနဲ့ဟုတ်ပြီတော့နည်းနည်းဆိုဟောက်ဖို့ပဲခါကြလေတာသမီးကဟိုကြောင်းထဲမှာသွားထိုင်ပြီးမို့တယ်ဘာဖြစ်လို့လဲအမေကဆူဘူးတော့ကြိုင်လို့နော်ဘုရားတော့မကြိုင်ခိုင်းပါဘူးဒါပေမဲ့တမန်ကျမ်းစာထဲမှာရှိတော့စုံမလို့မရရင်ကျိန်လုံးနဲ့ကြရမယ်နော်ဆရာတော့တာသမီးမရှိတော့ကျိန်လုံးလည်းမကန်ဟုတ်ကဲ့မြစ်တာလည်းပြမြစ်တာပြရင်ပြနေမြစ်တာနဲ့တစ်တာလုံးလည်းသွားမှာဆိုတော့ဒီနေ့ယောဘသက်တာကိုပြန်ကြည့်တဲ့အခါမှာလည်းကျေးဇူးတော်ပဲနော်ဖျားချစ်တယ်ဖျားကိုကြောက်တယ်ဖျားကောင်းကြီးပြန်ပေးတယ်ဆုံးရှုံးသွားတဲ့အရာနှစ်ဆဒီနေ့တည်တက်တာထဲမှာလည်းဆုံးရှုံးတဲ့အရာတွေအများကြီးရှိမှာတော့တချို့တို့အလောက်ကဆင်းလိုက်၄ရက်တော့ငားလိုက်ရှိတဲ့ပတ်စာလည်းစားဖို့ပဲအခန်းကတော့ခက်နေမပူနဲ့ဘယ်သူရှိလဲကောင်းကင်ဘုံနဲ့ရှိတော်မူသောကျုပ်တို့အဖအဲ့ဒီအဖကိုလေအဖကျွန်တော်လိုအပ်တဲ့ဟာဓမ္မလိုအပ်တဲ့ဟာအဲ့ဒါလို့ပြောရင်လေအဖကပေးမလားမပေးဘူးလားပေးတယ်မပေးတဲ့လူတော့ပစ္စမလို့ပေးတဲ့လူတော့လို့နော်ပေးပါတယ်နော်ဒီဘုရားပြောတယ်မင်းတို့ဒုစရိုက်ကငါနဲ့ကြွားစီတယ်လို့ဟုတ်လားဟေရှာယ50နဲ့ကိုပြောတယ်နော်ဆိုတော့ဘုရားချစ်တဲ့အသက်တာနဲ့ဘုရားစကားနားထောင်တဲ့အသက်တာရှိတင်တောင်းရင်ပေးမှာပေါ့တောင်းကြတော့တောင်းလို့ရမယ်ရှားကြတော့ရှားရင်တွေ့မယ်တကားကိုခောက်ကြတော့ခောက်ရင်ဖွင့်မယ်အရန်ရှောင်းမှုဖွင့်တယ်အကျွေးရှင်လာပြတ်တာတယ်နော်အဲ့တော့ဘုရားဘက်ကတော့ကိုလုပ်ပေးပါနော်ဆိုတော့ကိုယ့်ဘက်ကဘုရားနဲ့အသက်ရှင်ဖို့ဘုရားစကားနားထောင်
ဖျားကိုကြောက်ရွံ့ယိုသိဟုတ်ပြီလားအဲ့ဒီအသက်တာနဲ့သင်သွားရင်နောက်10နှစ်လည်းသင်မစင်ရဘူးဒုက္ခမရောက်ဟုတ်ပြီဒါကြောင့်ယောဘအသက်တာကိုဒီနေ့နှလုံးသွင်းပြီးတော့ငါလည်းယောဘကဲ့သို့သားသမီးတွေကိုချစ်ပြီးတော့မှမနဲ့အရာထတာနဲ့တလားသူတို့ကျွေးမွေးမယ်တလားပြုစုမယ်ပြီးရင်ဘုရားလက်ထဲကိုအပ်မယ်ဟုတ်ပြီလားပြီးတော့မှဘုရားကပေါ်လုံးစီစဉ်မယ်ဆိုတာသိတဲ့အခါမှာယောဘဘာမှဝမ်းနည်းစရာစိတ်ပြည့်စရာကိုရင်တော့ကရောက်စရာမရှိတော့ဘူးဒီနေ့သားသမီးကိုငယ်တဲ့အဆုံးမတွင်တင်လမ်းပြခဲ့တဲ့ဖခင်သားသမီးတွေဘာမှစိတ်ပူမရှိဘူးဟုတ်ပြီအဲ့ဒီအရာကဖျားလုပ်ပေးတဲ့အရာဆိုသိရင်ငါလည်းယောဘကဲ့သို့ပုံသက်တည်ယူပြီးတော့အသက်ရှင်အောင်လို့ကိုယ့်ကိုဆုံးဖြတ်ချက်ချရနော်ဖခင်နောက်တစ်ခုပြောမယ်ဖခင်ကိုပုံကန်တော်သူတလားကိုကျော်ဆောင်ချက်ချင်းပေါက်အဘရှလုံနဲ့ကဲဓမ္မရာဇဝင်ကြည့်အောင်ဓမ္မရာဇဝင်ဒုတိယဆောင်နဲ့နော်ခဏလေးဟုတ်ပြီအငယ်28လောက်ပါဟိုတဲ့ပေါ့နော် sorry အငယ်18အကြီး18ငယ်15လောက်ပါပတ်ကြည့်အောင်မပြောလဲဆရာလေးသိမမြင်ရဘူးတွေ့လားဓမ္မရာဇဝင်ဒုတိယဆောင်တွေ့ပြီလားအငယ်28အခန်းကြီး18ငယ်sorry အခန်းကြီး16တဲ့ငယ်28တွေ့ပြီလားအငယ်28ဟုတ်ပြီဖတ်ပါအဘရှလုံသည်29မှာပြောတယ်မလားသူတော့ဒါတော့အဲ့ဒါက sorry ခဏရမယ်အဲ့ဒီမှာမဖတ်ခင်ဒါဝိဒ်ကမပြေးခင်မနဲ့စောတဲ့အဘရှလုံကပါလာလဲနန်းတော်ရှိမှာလာပြီးတော့မှသူ့ဖေနေရာကိုသာယူတယ်အဲ့ဒါဘာမှဖတ်မယ်15တစ်ကနေဖတ်ကြအောင်အခန်းကြီး15အငယ်1ကနေဖတ်ကြအောင်
ရားသဖြင့်စီရင်တိုင်းလူတွေစွာရိုသေစွာဖြင့်ရှင်းကပ်သောအခါဗရှလုံသည်လက်ကိုဆိုင်၍ထိုသူကိုထိုတို့စီရင်သောစပတ် ဟုတ်ပြီဒီမှာကြည့်တဲ့အခါမှာ तू ကဘုရားသခင်သူ့ကိုတဲ့ပြောနေတယ်နော်အဲ့တော့ तू ကဟေပြုံကိုသွားတယ်နော်တော့ယေရုရှလင်မြို့မှာပြီးတော့ဟေပြုံကိုသွားပြီးတော့မှဘာလုပ်လဲဆိုလူတွေကိုစုတယ်နော်ဆိုတော့အဖေကိုပုံကံဖို့ပထမဆုံးလူနေရာစုပြီးတော့မှ तू ကအဖေကိုပုံကံဖို့လုပ်တယ်အဲ့ဒီချိန်မှာဒါဝိဒ်ကိုလာပြောတယ်သူ့လူကရွာဘနော်သူတို့အဖွဲ့ပဲအဲ့မှာရွာတော့ဒီသူ့သားကိုချစ်တယ်ဆိုသူ့သားသူ့ကိုလာတိုက်တော့မယ်တဲ့သူ့ရဲ့ဘိုးဘာတွေနဲ့သူဘာဖြစ်လဲငါတို့ပြေးမှရမယ်တဲ့မပြေးငါတို့တတ်လိမ့်မယ်တော့သူပြေးတယ်နောက်ဆုံးတော့ရွာသားတို့ကပြန်တိုက်မယ်ဟုတ်ပြီလားအဘရှလုံကမားနေတာတိတဲ့အခါမှာပြန်တိုက်ဖို့လုပ်တဲ့အချိန်မှာအဘရှလုံကဘာလို့လဲဆိုမြင်းကိုစီးပြီးတော့တဲ့နော်ဒါဝိဒ်လူတွေကိုပြန်တိုက်ဖို့လာတဲ့အခါတပိတ်ပင်အောက်ကနေဖြတ်တဲ့ကဘာဖြစ်လဲစပင်နဲ့တပိတ်ပင်မှာညှိပြီးတော့လူကတွဲလောင်းကြီးဖြစ်တယ်တောက်ထိုးကြီးပေါ့အဲ့ဒီချိန်မှာရွာဘတပိတ်တယောက်ကမြင်တော့လာပြောတယ်ကိုရောတဲ့ကျွန်တော်ဘရှလုံကိုမြင်ခဲ့ပါပဲတဲ့နော်တပိတ်ပင်မှာညှိပြီးတော့တွဲလောင်းကြီးဖြစ်တယ်အဲ့ဒါရွာဘကပြောတယ်မင်းဘာလို့မတတ်လဲတဲ့နော်မင်းတတ်လိုက်ပါလားတဲ့ကျွန်တော်ဘေးစကားကိုပဲနားထောင်တယ်ဘရဲ့အမိန့်တော်လို့ကျွန်တော်ဘာမှမလုပ်ဘူးတဲ့ဟောဒါဝိဒ်ကမာထားတယ်ငါသားကိုဖြင်းချင်းစွာပြုပါလို့မာထားတယ်ဒါတော့သူမလုပ်တဲ့အခါမှာယောဘကစိတ်ဆိုးတာပေါ့ဟုတ်မလားအဖေကိုပုံကန်တဲ့လူအဖေနေရာကိုလူတဲ့လူအဖေကိုတတ်မဲ့လူဖြစ်တော့ကြောင့် तू ကဒီလှန်ကင်ပြီးတော့ဘာလုပ်လဲအဲ့ဒီအဘရှုံရှင်းနေရသွားပြီးတော့သူ့ကိုလှန်နဲ့ထိုးပြီးတော့ဆွဲချတယ်အဘရှလုံဆုံးသွားအောင်ဟုတ်ပြီနော်ဖခင်ကဘာမှမလုပ်နဲ့လို့ပြောတယ်သူ့သားကိုဘယ်လောက်ရှင်းလဲမင်းတို့သူ့ကိုတွေ့ရင်ငါ့ကြီးခေါ်လာပါတဲ့ဟုတ်လားသူ့ကိုဖြင်းချင်းသွားမတတ်ပါနဲ့မရက်ဆက်ပါနဲ့လို့ပြောတယ်ဒါပေမဲ့ဒီမှာသူ့ရဲ့အမားကြောင့်ဟုတ်ပြီလားအဖေကိုပုံကန်တဲ့ကြောင့်တပိတ်ပြင်မှာတွဲလောင်းဖြစ်တဲ့ချိန်မှာရွာဘလမ်းနဲ့ထိုးလို့မြေကြီးပေါ်မှာသိပြီဟုတ်ပြီလားအဲ့ဒီသတင်းကိုလည်းကြားအောင်ပြောမိတယ်ငါသားဘလို့အခြေအနေရှိတယ်ဟုတ်ပြီလားအဲ့ဒါ तू စောမီလို့ကြားတဲ့အခါမှာဟိုးအမြင့်ဆုံးပေါ်တက်သွားပြီးတော့မှ तू ဘာပြောလဲစကားလေးကြည့်ဘယ်လောက်ဒီအဖေကိုချစ်တယ်လဲနော် तू ပြောတဲ့စကားလေး18 30လောက်ကနေပတ်18ငယ်တုံးငယ်ဟိုတည်းကဖတ်ကြအောင်29ဒုတိယဆောင်ခန်းကြီး18ဟုတ်ပြီပါအောင်
နော်ပြီဒီမှာကြည့်တဲ့အခါဟုတ်ပလားတေပြီးတဲ့ပုံကံတဲ့လူတွေအားလုံးကိုစီရင်လိုက်ပြီတဲ့အဲ့ဒါကိုဒါဝိလည်းကြောက်တဲ့တဲပေါ်တက်သွားပြီးတော့မှကာသားပဲစလုံးနဲ့မင်းတေရမယ်စာငါတေရတာကောင်းတယ်ငါတေတာကောင်းပါသားကိုဘယ်လောက်ချစ်နော်သားသူအမျိုးမျိုးလောက်ကြမှုစီစဉ်တဲ့သူရှောင်ထွက်တယ်ဟုတ်ပလားသားကိုရံမပြုတ်ဘူးသူ့လူတွေမှာလည်းဖြင်းချင်းစွာလောက်ပါငါရှိကိုခေါ်လာပါဒါပေမဲ့သူ့ရဲ့အမားကြောင့်ဘာဖြစ်လဲသူဆုံးရှုံးသွားတာဟုတ်ပြီနောက်ဆုံးတော့အသက်ဆုံးရှုံးသွားတယ်ရွာဒါဝိလည်းသူ့သားကြောင့်ဝန်နေရတယ်ဒီနေ့ကျွန်တော်အသက်တာထဲမှာဖခင်ကိုတခါကြာရင်ကျွန်တော်လည်းလုပ်ဘူးတာနော်ဆိုတော့ကျွန်တော်မူးနေတဲ့အခါအရှိမမြောင်းကိုကူးနေကျွန်တော်ဆေးကြောက်ချထားတော့မြောင်းကကျင်းချင်းလေးကဆေးကြောက်မှာအကျဉ်းကျယ်ရှိကျွန်တော်အကျဉ်းချင်းလို့လမ်းနေကြော်နေတာဒါဆိုကြော်သွားရင်ရတယ်ကျွန်တော်လမ်းနေကျွန်တော်ဖေအိမ်ပေါ်ဟဲ့ကဘာလုပ်နေရလဲမြောင်းကူးနေတာတဲ့ပြောက်ကူးလေတဲ့ကူးလို့မရဘူးလို့ဒီမှာမြောင်းအခြေကြီးလို့မင်းယူနေတာနော်အဖေမပြောနဲ့ဒီမြောင်းကြောင့်ကျွန်တော်ပဲသိတယ်သူကဆေးကြောင့်မူးလို့အဖေကငါဆင်းလာပြီးလောက်ရရင်တော့ဒီကောင်တော့ဟုတ်ပြီလားအဲ့တော့မှဘာလို့လဲဆရာအမေလာတော့မှငါတားတဲ့နင်းချလိုက်ဆိုအမေစကားကြတော့နားထောင်သွားလာမလို့နင်းချလိုက်တော့မြောင်းအချင်းချင်းဟိုဘက်ရောက်သွားပြီနော်ခါကြကျွန်တော်ကလေမိဘကောင်းတယ်လို့ပြောတဲ့ဥစ္စာမဟုတ်ပါဘူးဆိုမြင်တာပြမလားမဖြစ်နိုင်ဘူးလို့မြင်တာဆိုမိဘကိုပြန်ပြီးတော့မှပဲစောရကတက်လာဟုတ်တယ်ဒီနေ့ဘယ်ချက်လုံးတိလို့ပဲမိဘချစ်လို့အကောင်းဆုံးနေသူ့လုပ်ပြီးတယ်ဟုတ်ပြီလားတနေ့ကျရင်သူ့နမ်းမှာဘယင်နေရာမှာမြောက်ပါပေါ့မဟုတ်ဘူးလားသူလာတကယ်ဖျားစကားနဲ့ရက်ဒီအဖေစကားနားထောင်ရင်တနေ့ကျဘယင်ဖြစ်ပါလေအခုတော့သူကဘယင်မဖြစ်သေးဘူးတကားဝမှာမနဲ့စောစောလာတဲ့လူတွေကိုမလုပ်နဲ့ငါသာဘယင်ဖြစ်ရင်မလို့ဘယင်သွားရှိသွားကြလို့ငါကလေးရှိရင်လည်းဟာသူ့ကိုဟလာလာပြီးလက်ပေးတဲ့လူသူကလက်ကိုနမ်းသေးတယ်ပြီးတော့နှလုံးသားကိုခိုးတယ်ဆိုဖျားကိုစန့်ကျင်တယ်ဖခင်စကားကိုလုံးဝမကြည်လေးသားလုပ်တဲ့အခါမှာဆုံးရှုံးသွားတယ်ဒီနေ့သင်ဖျားစကားကိုနားထောင်ပါမိဘစကားကိုနားထောင်တမန်ကျမ်းစာပြောနော်မိဘစကားကိုနားထောင်တော့မိဘကိုရိုသေစွာပြုလာတော့ပြုပါတင်းဒီပြေတော်နဲ့ကောင်းစားတက်တာရှိအသက်ရှိကြလားဆရာစံဒီလို့95ဖြစ်ကြလားနော်ကောင်းတော့ကျင့်လိုက်ကျင့်လဲဟုတ်ပြီလားဒီနေ့ဖေးတွေအများကြီးရှိတယ်ဒီနေ့ကျရင်ဆရာက80ပြည့်တဲ့ခါလမ်းပြည့်တဲ့ခါမှာအနည်းဆုံးလူကတော့60လောက်မှရှိတယ်နော်ဟာလေလုယာနော်ဘာဖြစ်လို့ကြားမှနေလို့ဒီတဲ့တော်လူတွေကြားမှနော်အဒီနိုင်ဆိုဆရာနဲ့ကတ်နေပြီအသက်ကဟုတ်ပြီလားကိုကျော်ဆောင်ဆို66နော်ဆိုဒီနေ့ဘုရားခင်ကသူနဲ့အသက်ရှင်တဲ့လူဟလားဖခင်စကားနားထောင်တဲ့လူဖခင်နဲ့မိသားစုကိုကြည့်ရှုကျွေးမွေးပြဆောက်ရှောက်တဲ့လူတွေအားလုံးကိုတက်ကောင်းကြီးပေးတယ်ဟုတ်လား60နဲ့ဆုံးရမယ်ကော84ဖြစ်နေဘာဖြစ်လဲဘုရားကိုဖက်တွေ့ထားလို့ဘုရားစကားနဲ့ယက်တီလို့ဘုရားကိုနေတိုင်းကြီးပွားတယ်ဟုတ်ပြီလားတခုများစကြောတို့ယေရှုနာမနဲ့မော်ထုတ်ထွက်တရားဟောရင်းနဲ့စကြောထိုးနေလဲဟောတရားကြောသူချမ်းပါပြင်ပြေးတာပဲနော်ဒီနေ့ဒီမှာအားလုံးဖခင်များပြောခြင်းတယ်ဒါပေမဲ့အခုကျွန်တော်ဖတ်ခိုင်းတဲ့အရာလေးကိုဖတ်ပြီးဆုံးသတ်နော်ပထမဆုံးအဗြဟံအကြောင်းဖတ်နော်ကောင်းကြီးနဲ့ထိုက်တန်တဲ့အရာကိုတဲ့ဒီနေ့ဆရာတို့ကိုလက်ဆင့်ကပေးခြင်းနဲ့ဖခင်တယောက်သူ့နာမည်ဘူးလေအဗြဟံကြောကဘာဦးစနစ်တစ်နဲ့တော့တစ်ကနေတော့ဟုတ်ပြီအဗြဟံကိုခေါ်ထုတ်တယ်ခေါ်ထုတ်ပြီးဘုရားကဗာဂတိပေးတယ်ဖတ်
ကြဲလေးပါကြဲလေး အာဗြဟံဂရိပေးတာပေးပြီစာလံ130နဲ့1ကနေ3ဖတ်နော်အဲ့ဒါအာဗြဟံကိုရည်ကြောပြီးနှုတ်ကပတ်တော်ပြောတာစာလံ1ကနေ3ဟုတ်ပြီနော်ကောင်းကျိုးရဲ့ကောင်းကျိုးကအစင်ပဲကြည်တယ်တဲ့ကျွယ်ဝခြင်းကိုပေးတယ်ဘုရားအာဗြဟံကဘုရားစကားကိုနားထောင်ပြီးထွက်သွားတယ်ယုံကြည်ခြင်းရှိတယ်သားကိုပေးလိုက်တယ်ဒါပေမဲ့ဘုရားကသားကိုပြန်ပေးတာဂတိတော်ရှိတယ်ဒါတော့အာဗြဟံတက်တာကောင်းကြီးကဘယ်သူတွေခံစားရလဲဒီမှာရှိတဲ့ဆရာနဲ့တူကအားလုံးကအာဗြဟံကျေးဇူးကိုခံစားရတယ်ဟုတ်လားအာဗြဟံကောင်းကြီးကဆရာတို့ထဲမှာရှိတယ်ဆရာတို့ခံစားရမမေ့နဲ့ပြီးနောက်တစ်ယောက်ဆရာတို့ကြည့်အောင်ဒါဝိဒ်ရဲ့အတက်တာနော်ရှောလမုန်မင်းကိုတွင်တင်တဲ့ဓမ္မရာဇဝင်တတိယဆောင်ခန်းကြီး1ငယ်1ကနေ4ဓမ္မရာဇဝင်တတိယဆောင်ခန်းကြီး1ငယ်1ကနေ4ဟုတ်ပြီနော်ဘုရားခင်မှာထားတဲ့စကားသူတွင်တင်တယ်ဒီနေ့ဖခင်တွေလည်းဘုရားခင်ကမှာထားတဲ့စကားတွေများရှိနော်အဲ့ဒီຢာတွေကိုနှလုံးသားထဲမှာမှတ်ပြီးတော့အဲ့ဒီလမ်းတိုင်းသွားဖို့လိုတယ်တရားဟောအကြံခန်းကြီး6အငယ်4ကနေ9တရားဟောအကြံခန်းကြီး6ငယ်4ကနေ9လူဖတ်မယ်ဟုတ်ပြီနော်ကဲနောက်ဆုံးအေးဘက်9 25အေးဘက်အခန်းကြီး9ငယ်25ပြန်ဖတ်မယ်
9:25နော်ဟုတ်လားဟုတ်ပြီကဲနောက်ဆုံးတစ်ခုဖတ်မယ်နော်1 တိ 5 81 တိခန်းကြီး9 8ဒီမောတွေပထမဆုံးခန်းကြီး9 8ဟုတ်ပြီနော်ဒီနေ့ဘုရားသားမီးခုနသူမှာထားတဲ့ဂတိတော်ရှိတဲ့အရာပေါ်မှာနှုတ်ကပတ်တော်ပေါ်ရပြီးအသက်ရှင်လို့ရှိနေနဲ့ဘုရားစကားနဲ့ပြတ်ပြတ်ဖခင်ကိုဖြစ်ဖို့လိုတယ်ဟုတ်လားဘုရားစကားကိုနားမထောင်မဲ့ကိုလှုပ်ချင်အောင်လှုပ်လို့ရှိရင်မယုံကြည်တဲ့ဘာနဲ့တာ၍ရုံမာလို့ဖြစ်တယ်ဟောဒီနေ့ဆရာအချက် 4 ချက်ပြောပြီးပြီပထမတစ်ချက်ကပါလေနံပါတ်1မေကိုစတိုက်တာမကောင်းတော့ဖခင်ဒုတိယချက်နံပါတ်3တာသမီအတွက်စိတ်ပူတတ်တော့ဖခင်နံပါတ်4ဒီနေ့အဲ့ဒီသူ၄ဦးရဲ့အသက်တာကိုရှင်းပြပြီးတော့ငါတို့ဒီနေ့ဖခင်များနေ့ဒီနေ့ကစပြီးတော့မိသားစုကိုကောင်းမွန်စွာကြည့်ရှုပြုစုစောင့်ရှောက်တယ်ကောင်းကင်ဘုံမှာရှိတဲ့အဖကိုငါတို့ကျေးဇူးတင်တယ်ကိုဘုရားရှင်ကိုချီးမွမ်းမယ်ဒီနေ့ဖခင်များနေ့အားစားပြီးလာမယ့်နေ့အတိုင်းမှာမိသားစုကဘုရားကောင်းကြီးခံစားတဲ့မိသားစုဖြစ်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေ